Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ကိုယ်တိုင် YouTube channel နေပြီးတော့ကြိုဆိုလိုက်ပါတယ် Tab Player တယောက်အနေနဲ့ပေါ့နော် Blue နေရာမှာ Blue မျိုးဆွဲရမလဲဆိုတော့အများအားပြပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားဖို့တောင်းဆိုချင်ပါတယ်ဒါသာလို့တောင်းဆိုရတဲ့ခုရှိတယ်ပေါ့နော်အဲ့ဒါကြတော့ကျွန်တော်ရဲ့ channel မှာ subscriber 200ပြည့်ရင် wiki ဘက်3ခုကိုမဲဖောက်ပေးသွားမှာဖြစ်တဲ့အတွက်ဒါသာလို့အနေနဲ့တယောက်တစ်ချက်ဒီ subscribe လုပ်ထားဖို့တောင်းဆိုချင်ပါတယ်ဗျာ Okay စလိုက်ရအောင်ပေါ့နော်ဒီပွဲမှာပေါ့နော် enemy ဘက်အလုံးမှာဒီပြည့်ထားတော့ကျွန်တော်ဘာဖြစ်လို့ edit ပြထုတ်လဲဆိုတော့ပြည်သေးချာချာလေးရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့လေက reverb တက်လို့ပေးပြီးတဲ့အချိန်မှာပေါ့နော်သူရဲ့ scale 1 scale 2ပေါ့နော် enemy ကိုအကြာကြီး slow effect ပေးလို့ရတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်အဲ့ဒါလေးကိုထိုးဖို့ရွေးချယ်ခဲ့ရပေါ့နော်သုံးစားတဲ့ပေါ့နော်ကျွန်တော်တို့ tab player တယောက်ကပထမအောင်ဆိုလို့ရမယ့်အလုပ်ကပတ်စံရှာရမယ်ပေါ့နော်အမေကပေါ့နော် blue ဘက်အရင်မစားဘဲနဲ့သူက red ဘက်အရင်သွားစားရပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်အဲ့ဒီနေရာမှာပတ်စံ30ပဲရလိုက်တယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ကဒီနားမှာမနေတော့ဘဲနဲ့ပေါ့နော် enemy ရဲ့ red ဘက်ကိုပြန်သွားကြည့်ဖို့လုပ်တယ်ပေါ့နော်အဲ့ဒီအချိန်မှာ enemy က red ဘက်စားလို့ပြီးသွားပြီပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ enemy ဘက်ကဟိုင်ပါပေါ့နော်ပူပူရဲ့ဂူပါပေါ့နော်ပူပူရဲ့ဂူပါကျတော့မစမဲဖြစ်တဲ့ပေါ့နော်ဘက်စားတာအရမ်းမြန်တယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်အဲ့နေရာမှာမနေတော့ဘဲနဲ့ enemy ရဲ့ blue ဘက်ကိုပြန်လာတဲ့အချိန်မှာကျွန်တော်တို့ဘက်ကဟိုင်ပါလဲပါလာပေါ့နော်ဒီနေရာမှာပေါ့နော် enemy ဘက်ကမေးရသေးရမယ်ပေါ့နော်တော်တော်လေးကောင်းတယ်လို့ပြောလို့ရပါဘူးမသေးဘဲနဲ့တိတိကျကျလေးနဲ့လော့သွားရပေါ့နော်အဲ့နဲ့ကျွန်တော်တို့တခါလေး blue ဘက်ကိုတိုက်လိုက်ချိန်မှာ blue ဘက်ရသွားရပေါ့နော်ဘာဖြစ်လို့ကျွန်တော်အဲ့ဒီလက်ကိုကြိုက်လဲဆိုတာပေါ့နော်ဒီနေရာမှာကြည့်ပေါ့နော်ဒီနေရာမှာဆိုရင်ပေါ့နော်ကျွန်တော်တို့ဘက်ကဟိုင်ပါပေါ့နော် enemy ရဲ့ jungle အသေးလေးကိုစားဖို့လုပ်တယ်ပေါ့နော်စားဖို့လုပ်တဲ့အချိန်မှာကျွန်တော်မှအသွေးမရှိဘူးဗျာအသွေးမရှိတော့ကျွန်တော် enemy ကို first back ပေးရမှာဆိုလို့ကျွန်တော်ဘက်လိုက်တယ်ဗျာဒီမှာဆိုရင်ပေါ့နော်ကျွန်တော်ဘက်ဟိုင်ပါမဘက်လာပဲနဲ့ပေါ့နော် enemy ရဲ့ mask man ကိုတတ်ဖို့လုပ်တယ်ပေါ့နော် enemy ရဲ့ mask man မသေးဘဲနဲ့သူပဲပြန်နေသွားဗျာတာတယ်ပေါ်နေတဲ့ချိန်ကျွန်တော် A ကိုပြန်လိုက်ရဗျာကျွန်တော်ဘက်ဟိုင်ပါလည်းပြန်ထုတ်ပြီးတော့ကျွန်တော်ကတာတယ်သွားဖို့ AHP ကိုကြည့်တဲ့အချိန်မှာ AHP လည်းမသားဘူးဗျာမသားတော့ကျွန်တော် AHP ကိုတက်သွားဗျာဒီရဲ့ room မှာကျွန်တော်ဘက် blue ဘက်ကိုလာတိုက်တယ်ဗျာလာတိုက်တော့ကျွန်တော်က blue ဘက်နောက်ကိုဆင်းသွားဗျာဆင်းသွားတော့ enemy ရဲ့ room မှာတော့ရလိုက်တယ်ဗျာနောက်ပြီးတော့ကျွန်တော်တို့ရဲ့ဟိုင်ပါကိုပြန်ပေးလိုက်ရဗျာကျွန်တော်တို့ဘက်နေတော့တည်ရတဲ့ enemy ဘက် EHP နဲ့မွေးရပေါ့နော် share like တီးရပေါ့နော်ဘယ်လောက်ထိတီးလဲဆိုတာ enemy ဘက်မွေးရကျွန်တော်တို့ဘက်မွေးကိုမကတာဝါထိလိုက်တီးရဗျာကျွန်တော်တို့ဘက်ဟိုင်ပါနဲ့ပြန်ထွက်ပြီးဆိုတော့ပေါ့နော် enemy ဘက်မှာ spare တွေမရှိတော့ဗျာမရှိတော့ကျွန်တော်တို့ပြန်လိုက်ချရပေါ့နော်အဲ့ဒါနဲ့ကျွန်တော်တို့ဘက် EHP ပြန်ပေးလိုက်ရပေါ့နော်ဒီနေရာမှာဆို brother တို့ကြည့်ဗျာကျွန်တော်ဘာဖြစ်လို့ပြန်ဝင်သွားလဲဆိုတော့ချုပ်လူတွေဆိုပြန်ဝင်သွားမှာမဟုတ်ဘူးဗျာကျွန်တော်တို့ဘက်က mask man နဲ့မင်းနေရတော်တော်လေးကောင်းတယ်ဗျာအဲ့ဒါကြောင့်အဲ့ဒီနေရာမှာ enemy ရဲ့ EHP နဲ့ hyper နဲ့ကိုပြန်ရလိုက်တယ်ပေါ့နော်ကျွန်တော်တို့ဘက်က mask man ရလဲပေါ့နော် enemy ရဲ့ mask man ကို solo တက်လိုက်တယ်ဗျာအဲ့ဒါနဲ့ကျွန်တော်တို့ဘက်က network နည်းနည်းပြန်စီပြေသွားတယ်ဗျာဒီနေရာမှာဆိုရင် brother တို့ကြည့်လိုက်ဗျာ enemy ဘက်ကမှားတယ်ဗျာဘာဖြစ်လို့မှားလဲဆိုတော့သူတို့ဘက်မှာလိုမာနဲ့မင်းရဲ့2ကောင်ပဲရှိတယ်ဗျာကျွန်တော်တို့မှာ4ကောင်ဗျာအဲ့ဒီနေရာမှာပေါ့နော် enemy လိုမာရဲ့ RD ကိုရလိုက်တယ်ပေါ့အဲ့ဒါနဲ့ကျွန်တော်တို့ blue ဘက်ကိုတိုက်ဖို့လုပ်တယ်ပေါ့နော်ဒီနေရာမှာဆိုရင်ပေါ့နော် enemy ဘက်ကမင်းရဲ့တော်တော်လေးကောင်းတယ်လို့ကျွန်တော်ဘာဖြစ်လို့ပြောလိုက်တော့ဒီနေရာမှာဆိုရင် brother တို့ကြည့်လိုက်ဗျာဒီနေရာမှာဆိုရင်ဗျာကျွန်တော်ဘက် EHP ရဗျာသူ့ရဲ့လေးကိုထားခဲ့ပြီးတော့ဒီနောက်ကိုရောက်ချလာတယ်ပေါ့နော်ဒီပွဲမှာဆိုရင်ပေါ့နော်ကျွန်တော်ဘက် EHP နဲ့ hyper နဲ့ဘာတွေလုံးနေမှမသိဘူးဗျာဒီနေရာမှာဆိုစကက်တာတဲ့ပေါ့ဗျာစကက်တာတဲ့ပေါ့တော့ကျွန်တော်ဘက် EHP အောက်ဆင်းသွားဗျာဒီနေရာမှာဆိုသူသွားတာမလို့ဗျာကျွန်တော်ဘက် mask man enemy ဘက် goal first tower ကိုရပြီပေါ့နော်ဘက် EHP ကစကလေးကသူ့ lane ကိုပြလာမယ်ဆိုရင်ကျွန်တော်ဘက် EHP first tower ပေးကြမလို့ဗျာဒီနေရာမှာဆိုတော့ brother တို့ကြည့်တယ်ဗျာကျွန်တော်ဘက် hyper ဘာလုံးနေမှမသိဘူးပေါ့နော်သွေးတက်ချက်လေးနဲ့သူကပြန်ဝင်လာတယ်ဗျာသူဝင်လာတာမျိုးတော့ကျွန်တော်လည်းထွက်လိုက်တယ်ဗျာထွက်လိုက်တော့သူကသေသွားပြီဗျာဒီမှာဆိုလည်းကြည့်လိုက်ဗျာ brother တို့ကျွန်တော်ဘက် EHP ရဗျာကျွန်တော်ကသူဘဲလို့ရအောင်ဆိုပြီးတော့ကျွန်တော် RD mate နဲ့ကျွန်တော်အနောက်ကိုဆွဲပြလိုက်တာဗျာသူကမဘက်ပဲနဲ့ပြန်ဝင်လာတယ်ပေါ့နော်ဒီချိန်မှာပေါ့နော်ကျွန်တော်ဘက် RD ဘက်တော်တော်နှိပ်သွားပြီပေါ့နော်အဲ့ချိန်နေစားပြီးတော့ကျွန်တော် mask man နဲ့ main နဲ့ပဲ bucket လိုက်ပေးတော့ရဗျာ enemy လေးရပေါ့နော်သူတို့အရန်တာနေတော့လိုက်ချရဗျာဒီအလဲမှာဆိုရင် brother တို့ကြည့်လိုက်ပါတော့ကျွန်တော်တို့ဖက်က mask man ရပေါ့နော် RD ဖွဲ့တာမြန်လုံးပေါ့နော်မဟုတ်ရင်ကျွန်တော်တို့ဒီနေရာမှာဗတ်တယ်ပြန်ကြမယ်ပေါ့နော်ဒီနေရာမှာဆိုရင်ပေါ့နော် enemy ဘက် hyper သူ့ရဲ့ teammate တွေအကုန်လုံးပတ်သွားတော့သူကမဘက်ပဲနဲ့ဒီနားမှာကျွန်တော် enemy ဘက် hyper ကိုပြန်ရလိုက်တော့ဒီနေရာမှာဆိုရင် brother တို့ကြည့်လိုက်ပေါ့နော် enemy ဘက်မှာဘယ်လောက်ထိကောင်းလဲဆိုတော့ပေါ့နော်ကျွန်တော်တို့ဖက်က mask man flank ကရှိလို့ပေါ့နော်မဟုတ်ရင်အဲ့နားမှာသေးတယ်ဗျာဒီနေရာမှာဆို enemy ဘက်မှာနောက်ကိုရောက်သွားတယ်ဖြစ်ကျွန်တော်ဒီဘက်ကတော့ထိထားလိုက်တယ်ဗျာညမှာဆိုလဲ brother တို့ကြည့်လိုက်ဗျာကျွန်တော်ဘက် EHP လေးမရှင်းဘူးဗျာသူ့ရဲ့ secret tower ပေးရပြီဗျာစကက်တော့ပေးရတော့ဗျာ enemy ဘက် EHP ကကျွန်တော်တို့ရဲ့ jungle ထဲမှာသူကြိတ်တယ်လို့နေလို့ရပြီဗျာဒီနေရာမှာဆိုလဲအဲ့လိုပဲပေါ့နော်ကျွန်တော်က mask man မှာ RD ရှိတယ်ထင်လို့ပေါ့နော်ကျွန်တော်ကထဲကိုဝင်သွားတယ်ပေါ့နော်ဝယ်သားကျွန်တော် mask man မှာ RD မရှိဘူးပေါ့နော်မရှိတော့ကျွန်တော်ကဒီတိုင်းတိတ်ခံလိုက်တယ်ပေါ့နော်အဲ့ဒီနေရာမှာကျွန်တော်ဘာဖြစ်လို့ RD ကိုမတိုးဘဲနဲ့ခြံလိုက်တာလဲဆိုတော့ဒီမှာပေါ့နော် brother တို့ကြည့်လိုက်ပေါ့နော်
enemy ဘက်က EHP อ่ะပေါ့နော်ကျွန်တော်စကဲတာဝါမရှိတော့သူကဒီနားမှာကြိုက်တယ်လို့လုပ်လို့ရဗျအထဲကိုဝင်လာပြီးပေါ့နော်ကျွန်တော်ဘက်က master ကိုတက်ဖို့လုပ်တယ်ပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော် ultimate ကိုသုံးလိုက်တဲ့အချိန်မှာသူသိသွားရပေါ့နော်ဘက်က EHP နဲ့ master နဲ့ကိုရလိုက်တယ်ဗျဒီနေရာမှာဆိုလဲ brother တို့ကြည့်လိုက်ပေါ့နော်ကျွန်တော်ဝင်သွားတာနဲ့ enemy ဘက်ကလို့မှသူ့ရဲ့ ultimate ကိုဒီတိုင်း play ရလိုက်တယ်ဗျဒီမှာဆိုတော့ brother တို့ကြည့်လိုက်ပေါ့နော်ကျွန်တော်ရဲ့ scale 2အောင်မနော်ဘယ်လောက်ဒီ slow FM များလဲဆိုတော့ပေါ့နော် enemy ဘက် main နဲ့ high ဘာကိုရလိုက်တယ်ဗျအဲ့ဒီအချိန်မှာကျွန်တော်တို့လို့ရသွားပြီဗျဒီနေရာမှာဆိုလဲ brother တို့ကြည့်လိုက်ပေါ့နော်ကျွန်တော်တို့ဘက် high ဘာတွေးမရှိဘူးပေါ့နော်တွေးမရှိဘဲနဲ့သူအဲ့ဒီ jungle ခွိသေးလေးကိုမစားဘဲနဲ့ပေါ့နော်လောက်ဒီသွားဖိုးချရဗျအဲ့ဒီအချိန်မှာသူကလော့ရိုက်ပြီးတော့သေသွားရဗျဒီနေရာမှာဆိုလဲဗျ enemy ဘက် EHP ကျွန်တော် ultimate နဲ့ဆွဲလိုက်တာတော့ကျွန်တော်ဘက်က mate တက်သွားသေးတယ်ပေါ့နော်ဒီနေရာမှာဆိုလဲအဲ့လိုပဲပေါ့နော်ကျွန်တော် enemy ဘက်ကလိုမနောက်လိုက်သွားတယ်ဗျဘာဖြစ်လို့လိုက်သွားလဲဆိုတော့ကျွန်တော်ဘက်က mask မရလော့လုံးမယ်ဗျလော့အသိမရှိတော့ဘူးဗျဟိုဘက်က main နဲ့ hyper နဲ့ထွက်လာပြီဗျထွက်လာတော့ကျွန်တော်ဒီနားမှာဒီတိုင်းသိခံလိုက်တယ်ဗျကျွန်တော်ဘက်လော့ရသွားတယ်ဗျကျွန်တော်သာပေါ့နော်ဒီနေရာမှာမရက်ပဲနဲ့အပြင်မှာနေမယ်ဆိုရင်ကျွန်တော်တို့ရဲ့ creature အထဲဝင်မှာမဟုတ်ပါဘူးဘာဖြစ်လဲဆိုတော့ enemy ဘက်ကလုံမှာပေါ့နော်သူတို့ရဲ့ mega shield မပေးရအောင်လုံမှာဗျဒီမှာဆိုရင်လည်း brother တို့ကျင်းနေမှာကျွန်တော်သိခံပြီးတော့ tower ထဲမှာဝယ်ဆွဲပေးလိုက်တယ်ဗျenemy ဘက်က mask man နဲ့ hyper ကိုရလိုက်တယ်ဗျအဲ့အချိန်မှာကျွန်တော်တို့ဘက်ကဘတ်တဲကအလောကနိုင်သွားဗျာကျွန်တော်ဘက်က mask man ရတော့စားပွဲပါတခါလေးရသွားဗျာ step player တဲအနေနဲ့ပေါ့နော်ကိုသေးမောင်မကြောက်ပါနဲ့ပေါ့နော်ကိုယ့်ရဲ့ team mate တွေက damage အရန်ထွက်နေတယ်ဆိုရင်သူတို့အတွက်လောက carry ပေးရမယ်ပေါ့နော်ကျွန်တော်ဒီဘက်မှာ mask man နဲ့ mate ကို carry ပေးဒီဘက်ရှုံးမှာဖြစ်ပါတယ် okay အားလုံးနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်